皆さんこんにちは。ဆောင်းဝဲဖြေရတော့မယ်ဆိုတော့အားလုံး ready ဖြစ်နေလောက်ပြီလို့ထင်တယ်။အခုစနေနဲ့ entry level ဖြေမဲ့သူတွေနော်။ဆောင်းဝဲမှာအမှားများတဲ့ grammar တွေလေ။အဲ့ဒါတွေကိုစစိုးတစ်ချက်ကြည့်အောင်နော်။အဲ့တော့ဆောင်းဝဲမဖြေခင်ဒီ grammar လေးတွေကတော့တေချာလေးတည်သွားဖို့လိုတယ်နော်။အဲ့တော့တစ်ချက်ကြည့်အောင်။ wake က9နဲ့ wake တဲ့က9ပေါ့နော်။အခုကစင်တော့စင်တယ်ဒါပေမဲ့အဓိပ္ပာယ်ကမတူဘူးနော်။အဲ့တော့ wake က9ဆိုတော့ तू ကအပြက်ညင်းတာ100%လုံးဝမဖြစ်ဘူးလို့အပြက်ညံတာနော်မဖြစ်နိုင်ဘူးဖြစ်စရာအကြောင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့ तू ကဟာဇူက9နဲ့လည်းအဓိပ္ပာယ်တူတယ်အဲ့တော့ तू ကိုသုံးမယ်ဆိုရင်ဥမာခါရီဝါဆွန်နာဟီဒိုဟီကိုတိုယူဝါကဲက9तू ကတော့ဒီလိုမျိုးပြင်းထန်တဲ့စကားနော်ရက်ဆက်တဲ့စကားမျိုးပြောစရာအကြောင်းကိုလုံးဝမရှိဘူးမပြောနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ရပြီနော်အဲ့တော့အဲ့မှာဆိုတစ်ချက်ထပ်ပြီးတော့ပေါင်းပြီးတော့မှတ်မယ်ဒီဝါကဲက9ရဲ့အရှင်မှာဒီကြီးရှော့ဖောင်လာမယ်ဆိုရင်တော့ဖြစ်စရာအကြောင်းမရှိဘူးပေါ့နော်တကယ်လို့များ9ဖောင်လာပြီဆိုရင်ဆိုလို့ဘာသာပြန်တာသတိထားမယ်9ဝါကဲက9ဆိုရင်မဖြစ်နိုင်စရာအကြောင်းကိုမရှိဘူးတေချာလောက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါလေးဆိုလို့မှတ်ထားမယ်နော်တေချာမှတ်မယ်နောက်တစ်ခုဝါကဲတဲ့က9ဝါကဲတဲ့က9ကကြတော့အမြဲတမ်းအဲ့လိုလည်းမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ် तू ကတစ်စိတ်တစ်ပိုင်းညင်းတာပေါ့နော်ခုနလို100%လုံးဝမဖြစ်ဘူးလို့တော့ तू ညင်းတာမဟုတ်ပေမဲ့တစ်စိတ်တစ်ပိုင်းတော့ညင်းတဲ့ပုံစံမျိုးအဲ့တော့100%မဟုတ်ဘူးလို့တော့မဆိုလို့ပေမဲ့အချိန်ကြီးအားလုံးကိုခြုံပြီးတော့ဟုတ်တယ်လို့လည်းပြောလို့မရဘူး तू ကနည်းနည်းမတင်မကြမျိုးပေါ့နော်အဲ့လိုလည်းမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့သူ့ကိုသုံးမယ်ဆိုရင်ဆို red အနေနဲ့ကနီဟိုနီဟိုဒီကခိတိုင်းနာဝါကဲတဲ့ဝနိုင်ကမိုင်းနေချထားပဲတခုနိုင်ဂျပန်အစားအစာတွေကိုမကြိုက်တာတော့မဟုတ်ဘူးနေ့တိုင်းတော့မစားကြဘူးနော်အဲ့တော့စားတော့စားတယ်ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့နေ့တိုင်းတော့မစားကြဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဟုတ်ပြီနော်နောက်တစ်ခုကကြတော့ toasted နဲ့ nitotte အဲ့တော့နှစ်ခုလုံးဆိုတော့မြန်မာလိုဘာသာပြန်လိုက်မယ်ဆိုရင် तू ကအနေနဲ့လို့အဓိပ္ပာယ်ထွက်နိုင်လို့နော်ဆောင်းဘက်မှာ तू ကအမြဲတမ်းမှားတယ်အဲ့တော့ toasted နဲ့ nitotte အနေနဲ့အမြင်ရအဲ့တော့အဲ့နှစ်ခုကိုဆိုခွဲမယ်toasted ဆိုရင်တော့အနေနဲ့အနေအထားနဲ့ तू ကလေတာဝန်တစ်ခုကိုလှုပ်ဆောင်တာမျိုးမှာတုံးတယ်စာကြောင်းကိုကြည့်လိုက်မယ်ဆိုရင်နော်ဘယ်လိုသုံးမလဲဆိုရင်ဝါတက်စီကနယူးဂက်ဆီတိုစတက်နီဟိုနီခီမာစတာကျွန်တော်ကပညာတော်သင်ကျောင်းသားအနေနဲ့ဂျပန်ကိုလာခဲ့တာပါကွက်လက်အနေနဲ့ဆိုတဲ့အချိန်ပဲနော်တာဝန်တစ်ခုကိုလှုပ်ဆောင်တဲ့နေရာမှာသူ့ကိုသုံးမယ်နီတိုတဲ့ကကြတော့တဦးတယောက်ရဲ့အမြင်အရပြောတဲ့နေရာမျိုးမှာသုံးတယ်သူ့အတွက်ကတော့မိသားစုကအရေးကြီးငါအတွက်ကတော့ဟုတ်လားကျမ်းမာရေးအရေးကြီးရဲ့စပြန်လေတဦးတယောက်တည်းအမြင်အရပြောတာမျိုးနော်ဟုတ်ပြီအဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကကြတော့အတွက်အမြင်မှာတော့ဆိုတဲ့အဓိပ္ပာယ်အဲ့တော့အဲ့နှစ်ခုကလုံးဝကွာတယ်နော်အဲ့တော့သူကအနောက်မှာအရေးကြီးတယ်ခက်ခဲတယ်စတယ်ပေါ့နော်ကိုယ်ပိုင်ခံစားချက်တွေဝေဖန်ချက်ပေးတဲ့နေရာတွေမှာသူ့ကိုသုံးမယ်နီတိုတဲ့ရပြီနော်အဲ့တော့အနောက်ကနေအများအပြားဆိုလို့ဘာတွေလိုက်လိမ့်ရှိလဲဆိုရင်ထိုင်ဆက်ဆက်တော့နော်အရေးကြီးတယ်တို့မုစကာစီခက်ခဲတယ်တို့ဟစ်စီယောလိုအပ်တယ်တို့စတဲ့ adjective တွေလိုက်တတ်တယ်တဲ့အဲ့တော့သူ့ကိုဥမာအနေနဲ့ခံကြီးကဝါတရှိတိုတက်မုစကာစီတဲ့ခံကြီးကတော့ကျွန်တော်အနေနဲ့ခတ်တယ်ပေါ့အဲ့တော့ကိုတူတယောက်တည်းရဲ့အမြင်အရခတ်တာသူများတို့ကခတ်ချင်မှလည်းခတ်လိုက်မှာကိုအတွက်ကတော့ခံကြီးကခတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရပြီနော်နေတိုင်းစတဲ့နဲ့နေစိတ်တယ်ပေါ့နော်အဲ့နှစ်ခုလည်းအများကြီးမှားတယ်နော်အဲ့တော့မိဘဟောင်းတွေထဲမှာလည်းဆိုလို့ခဏခဏတွေ့ရတယ်နော်အဲ့တော့ तू က choice ပေးပြီဆိုရင်ဆိုလို့ဒီ grammar ဘိုင်းမှာဆိုလို့ choice ပေးပြီဆိုရင်ဆိုလို့ဒါမျက်စိအလဲဆုံး grammar တွေပေါ့နော်အဲ့တော့ဒါတွေကလည်းမသိလို့မဖြစ်ဘူးအဲ့တော့ဆိုလို့ခွဲမယ်နေစိတ်တဲ့ तू ကကျတော့အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့ပြောတာမျိုးနော်အဲ့တော့အရှင်းအကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့ topic တွေ information တွေစတာတွေအဲ့ဒါတွေကိုမှစုံစမ်းတာတို့စဉ်းစားတာတို့နောက်ပြီးတော့ तू ကဘယ်အချိန်မှသုံးလဲဆိုရင်စာတန်းဖတ်တဲ့နေရာမျိုးတွေမှာ तू သုံးတယ်အဲ့တော့အနောက်ကနေဘယ်လို buff တွေလိုက်တက်လဲဆိုရင်စလုံးမှတ်ထားမယ်နော် point တွေသူ့ရဲ့ point တွေရှားဘဲတွေရှာဖွေတာတို့ခန်းငယ်တွေတွေ့တော့တယ်ဟာနာစုပြောတယ်စတဲ့ buff တွေလိုက်လိမ့်ရှိတယ်အဲ့တော့ဥမာနီဟွန်နိုဘွန်ကနေစိတ်တဲ့ရှားဘဲတဲ့အိမ်မှာဂျပန်ယဉ်ကျေးမှုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းနေပါတယ်ရှာဖွေနေပါတယ်ပေါ့နော်ဒီလိုမျိုးမှာဆိုတော့နေစိတ်တဲ့သုံးမယ်နောက်နေတိုင်းတဲ့နေတိုင်းတဲ့ကကြတော့တစုံတစ်ယောက်ကိုဥတီတယ်မျက်နှာမူတယ်ဒါမှမဟုတ်လည်းအဖွဲ့အစည်းတစ်ခုကိုဥတီတယ်မျက်နှာမူတယ်အဲ့လိုမျိုးအဓိပ္ပာယ်တွေများသူ့ကိုသုံးတယ်နော်အဲ့တော့အရှိကဒီလူတူတစ်ယောက်ဒါမှမဟုတ်လည်းအဖွဲ့အစည်းတစ်ခုကိုသူကဥတီပြီးတော့တုံ့ပြန်မှုပြုလုပ်တဲ့အချိန်မှာသူ့ကိုသုံးတယ်အဲ့တော့သူကဘလို့အချိန်တွေမှာသုံးတတ်တယ်လဲဆိုရင်တစ်ဖက်လူကိုဒေါသထွက်တာတို့နောက်ကျင်နာပေးတာတို့ကန့်ကွက်တာတို့နော်အဲ့လိုမျိုးတွေမှာလည်းသုံးတယ်ဘလို့သုံးလဲဆိုရင်ခါရီဝါစန်စီနိဒိုင်စတက်ရှစ်စရဲနာတိုင်းတို့တုတ်တာသူကဆရာအပေါ်နော်ဆရာကိုဦးတီပြီးတော့ရိုင်းဆိုင်တဲ့အမူအရာတွေလုပ်ခဲ့တယ်တဲ့သူကဘသူ့ကိုဦးတီတာလဲဆိုရင်အရှိမသူဦးတီထားတဲ့ subject လာလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ grammar လောက်ကလေးတွေကိုတေချာလေးမှတ်သွားမယ်ပေါ့နော်